Hello အားလုံးပဲမင်္ဂလာပါ3ကောဤ 45day challenge ကနေပြီးတော့ပြန်လဲကြိုးဆိုပါတယ်931ဒီဇိုင်းရဲစွာကဒီဇိုင်းခုနိုးတိုးရဲဝဤရိုမို့ဒီဇိုင်းမို့ဤခုနိုးတိုးဤလဲစွာတကဒီတွိုင်းလက်ကပေါ့နော်ဤရိုအရာကောဒီဇိုင်းဖွဲ့စည်းပုံဒီဇိုင်းနေရရောဤစွာကလှပါတယ်ကောင်းတယ်အိုရှာလဲနာဒီဇိုင်းနဲ့ဘူးဆွစွာကအိုရှာလဲနာဒီဇိုင်းစွာကအရန်မိုက်တဲ့ဒီဇိုင်းဘူးဆွစွာကဘုတ်ဖနဲ့နောက်တစ်ချောင်းကဝတရှိနောကခုနောဆေပူဝယူမဲနာဒီဇိုင်နာကဒီဇိုင်းရေးရှိတာမလို့တာဝတရှိနောကခိုးစွာကကျွန်တော်ကြောင်းရဲ့ဆေဖို့စွာကဒီတူညီဝတ်စုံယူနီဖောင်းတွေကယူမဲနာဒီဇိုင်နာစွာကနာမည်ကြီးတဲ့ဒီဇိုင်နာနေပြီးတော့ဒီဇိုင်းရှိတာစွာကဒီဇိုင်းဆွဲပေးတဲ့မိုနိုစွာကအရာဖြစ်ပါတယ်930ကဘာကန်ဆယ်လို့ဆေးလူပေါ့နော်ဆေးချတာ discount ချတာကိုပြောချင်တာတပတ်တူတဲ့အိမ်မှာဘကန်ဆယ်လူကိုရှိတဲ့လို့တပတ်တူဆိုတာဒီကုန်းတိုင်းမှာအိမ်မှာအခုဘကန်ဆယ်လူကိုရှိတဲ့လို့ဆိုတာ discount ချနေတယ်နောက်တစ်ကြောင်ကခုနဘခုဘကန်တဲ့ခက်တာနော်ခုနဘခုဆိုတာဒီအိတ်ကားနဲ့ဘကန်တဲ့ဆိုတာဒီရှာတော့ကခက်တာနော်ဆိုတာဝယ်ခဲ့တဲ့အရာပေါ့နော်933ပတ်တူဆိုတာကပတ်တိုင်းကိုပြောချင်တာဟာဝါရှူမီကစူပါတဲ့ပတ်တူကိုရှိတဲ့လို့ဟာဝါအမေကတဲ့ရှူမကဆိုတာတပတ်ကို3ရက်စူပါတဲ့ဆိုတာစူပါမှာပတ်တူဆိုတာပတ်တိုင်းအလုပ်ကိုရှိတဲ့လူဆိုတာကလုံနေတယ်ပတ်တူတဲ့ဟာတရာကိုဆိုတာပတ်တိုင်းလုပ်တယ်934 convenience store convenience ဆိုတာက convenience store convenience store ပြောချင်တာ935ကလည်းကြည့်အရှိကောက်ကလည်းကြည့်စတာအဓိပ္ပာယ်ကငွေစည်ရင်ကိုင်းဒါမှမဟုတ်ရင်ငွေရှင်းကောင်းတာစူပါတဲ့လေချင်တော့အရူဘိုက်တို့ဟိုရှိတဲ့လူစူပါတဲ့ဆိုကစူပါမှာလေချင်တော့အရူဘိုက်တို့ဆိုကဒီကက်ချာလောက်ပေါ့နော်ဒီအယောင်ဝန်တန်းအလုပ်ကိုရှိတဲ့လူဆိုကလုံနေတယ်လေချင်နိနာရာဘူးဆိုကဒီကောင်တာမှာဒီငွေရှင်းကောင်တာမှာနာရာဘူးဆိုကတန်းစီတယ်ရေချီကခွန်တဲ့အိလူငွေရှင်းကောင်တာကခွန်တဲ့အိလူဆိုကအရန်လူများနေတယ်936ကလက်ရှိတိုဆိုတာပြေသွားလဲကြည့်တဲ့အခါနဲ့အိုဟာလာတဲ့လက်ရှိတိုအိုဥခေတိုလို့လဲကြည့်တဲ့ဆိုတာကဒီငွေရှင်းကောင်တာမှာအခါနဲ့အိုဟာလာတဲ့ဆိုတာကငွေရှင်းပြီးတော့တိုလက်ရှိတိုဆိုတာကပြေတာကိုဥခေတိုလို့ဆိုတာကယူတယ်939က instant တို့ဆိုတာကအရင်သစ္စာလို့ရတဲ့အစားအစာပေါ့နော် instant တို့ shop ကိုဟင်ဝဘန်လီတာအရင်သစ္စာလို့ရတဲ့ shop ခင်ကုန်ပစ္စည်းတွေကဘန်လီတာအဆင်ပြေတယ်938က pasto putto ဆိုပါဝအဲဒူကြည့်တိုင်းတော့ pasto putto တတဆိုပါဆိုတာကခောက်ဆွဲကားတဲ့အဲဒူကြည့်တိုင်းဆိုတာကဒီအဲဒူခေရဲ့ pasto putto ဆိုတာကဒီ fast food ပေါ့နော်အမြဲစားလို့ရတဲ့အရင်သစ္စာလို့ရတဲ့အစားအစာဖြစ်ပါတယ်939ကဖူလူစုစွာကဖရုတေတီအတတကိုင်တခိုလိုနေဝအီရိုလိုနာဖူလူစုကအာလူအတတကိုင်တခိုလိုစွာကဒီရာသီဥတုနှွေထွေးတဲ့ဒေသတွေမှာလည်းအီရိုနာအမျိုးသောဖူလူစုစွာကတီတီတွေကအာလူရှိတယ်940တသားတူစွာကအချိုပဲတသားတူနေအိုက်စကလီမူဟိုတာပဲလို့တသားတူစွာကအချိုပဲအနေနဲ့အိုက်စကလီမူစွာကဒီရေခဲမုံကိုဒါပဲလို့စွာကစားတယ်皆さんお疲れ様です。もし発音や翻訳に間違いがあれば何よなく教えてください。よろしくお願いします。一緒に勉強を続けていきましょう。ではまたね。バイバイ。